မင်းသမီးလေးဟာကြောင်မကြီးတစ်ကောင်ကိုပဲအစာကျွေးခဲ့တာပါဒါပေမဲ့အဲ့ဒီမင်းသမီးကကလေးမွေးတဲ့အခါမှာတော့ထူးဆန်းစွာနဲ့ကြောင်ပေါက်လေးနှစ်ကောင်မွေးလာခဲ့ပါတယ်ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ဝမ်းဆွဲတီဟာကြောက်လန့်တကြားနဲ့ချက်ချင်းပဲမေးလဲသွားခဲ့ပါတယ်မင်းသမီးလေးလည်းအတော်လေးထိတ်လန့်သွားခဲ့ရတာပါဘာလို့လဲဆိုတော့သူ့မတိုင်ခင်ကမင်းသမီး၃ပါးဟာမင်းသားလေးတွေမွေးပေးခဲ့ပေမဲ့ဧကရစ်မင်းမြတ်ဟာကလေးတွေကိုမြင်ပြီးတဲ့နောက်အဲ့ဒီမင်းသမီးတွေအားလုံးကိုကွပ်မျက်ခဲ့လို့ပါပဲအခုတော့သူမကကြောင်ပေါက်လေးနှစ်ကောင်မွေးထားမိပြီဆိုတော့ဘလို့ကန်ကြမာမျိုးနဲ့ရင်ဆိုင်ရတော့မှလည်းအဲ့ဒီအချိန်မှာပဲဧကရစ်မင်းမြတ်ဟာကလေးကိုကြည့်ဖို့အခန်းထဲဝင်လာခဲ့ပါတယ်မင်းသမီးလေးဟာကြောင်ပေါက်လေးတွေကိုအိုးတလုံးထဲမှာအမြန်ဝက်လိုက်ပြီးဧကရစ်မင်းရှိမှာခေါင်းငုံကဒူးထောက်လိုက်ပါတယ်ဧကရစ်ကကလေးပဲမလဲလို့မေးတဲ့အခါမင်းသမီးလေးဟာကြောက်ကြောက်လန့်လန့်နဲ့ပဲချက်ချင်းလိန်ညာလိုက်ပါတယ်သူမဟာကလေးမွေးတာမဟုတ်ပဲနန်စော်နေတဲ့ကြောက်တုံးတုံးပဲမွေးတာဖြစ်ပြီးအဲ့ဒီအနံ့ကြောင့်ဝမ်းဆွဲသည်မေးလဲသွားတာပါလို့ပြောလိုက်ပါတယ်ဧကရစ်မင်းဟာဒေါသအကြီးကျယ်ထွက်သွားပြီးသူမကိုပျက်စီးယိုယွင်းနေတဲ့နန်းတော်ဟောင်းစီချက်ချင်းနေနေတန်ပေးလိုက်ပါတယ်မင်းသမီးလေးဟာတက်ပြင်းချရင်းစိတ်အေးသွားရပါတယ်အနည်းဆုံးတော့သူမအသက်ရှင်ခွင့်ရသွားပြီလေအဲ့ဒီအချိန်မှာအစီခံမင်ကလေးကကြောင်ပေါက်လေးတွေကိုကျွေးဖို့စံပြုတ်နှလုံးယူလာပေးပေမဲ့သူတို့ကမစားကြပါဘူးအစီခံကသူတို့ကအရှင်မရဲ့ရင်သွေးလေးတွေပဲလေနို့ပဲတိုက်တင်ပါတယ်လို့ပြောပါတယ်မင်းသမီးလေးကထူးဆန်းနေတယ်လို့ခံစားရပေမဲ့သဘောတူလိုက်ပါတယ်သူမကနို့နှလုံးယူလာပေးတဲ့အခါမှာတော့ကြောင်ပေါက်လေးတွေကစားတော့ကြပါတယ်သူတို့ကိုကြည့်ရင်မင်းသမီးလေးဟာကြည်နူးနေမိပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့အဲ့ဒီကြောင်ပေါက်လေးနှစ်ကောင်ကလူသားကလေးလေးတွေဖြစ်ပြောင်းလဲသွားပြီးသူမကိုမေမေလို့ခေါ်လိုက်ပါတယ်မင်းသမီးလေးတုံးလို့သွားပေမဲ့ဒါဟာသူမရဲ့ရင်သွေးလေးတွေပဲမို့ချက်ချင်းပဲစိတ်ပျော့သွားပါတယ်ကျေးဇူးဆက်တဲ့အနေနဲ့ကလေးလေးတွေကသူမအတွက်ကြောက်စိမ့်တုံးတစ်ခုနဲ့အကောင်းစားပိတ်စတစ်ခုယူလာပေးပါတယ်မင်းသမီးလေးတေချာကြည့်လိုက်တဲ့အခါဒါဟာဧကရစ်ရဲ့တော်ဝင်တစိတ်တော်နဲ့သူမကိုမိဖုရားအဖြစ်ခန့်အပ်တဲ့အမိတ်တော်ဆာလောဖြစ်နေတာကိုသိလိုက်ရပါတယ်သူမကအဲ့ဒါတွေကိုဝက်ဖို့ပြင်နေတော့မှပဲစစ်သားတွေကဝင်ရောက်ရှာဖွေကြပါတယ်ကလေးတွေကတော့ချက်ချင်းကြောင်လေးတွေအဖြစ်ပြန်ပြောင်းပြီးပုံနေလိုက်ကြပါတယ်အဲ့ဒီနောက်ဧကရစ်မင်းရောက်လာပြီးတော်ဝင်တစိတ်တော်နဲ့အမိတ်တော်ဆာလွားတွေဒီကိုဘလို့ရောက်နေတာလဲလို့မေးပါတယ်မင်းသမီးလေးကသူမဘာမှမသိကြောင်းနဲ့တခိုးတယောက်ကလာဝက်ထားတာဖြစ်နိုင်ကြောင်းပြောပါတယ်အဲ့ဒီအချိန်မှာအခြားမင်းသမီးတစ်ပါးကသူမကိုအခွင့်ကောင်းယူပြီးလောက်ကျန်ဆွဆွဲလိုက်ပါတယ်မင်းသမီးလေးဟာမိဖုရားခေါင်ကြီးဖြစ်ချင်လို့တစိတ်တော်ကိုခိုးယူလာဖြစ်ပြီးချက်ချင်းတက်တင်တယ်လို့ပြောပါတယ်ဧကရစ်မင်းကမင်းသမီးလေးကိုဆက်မေးဖို့ပြင်နေတော့မှပဲကြောင်ပေါက်လေးနှစ်ကောင်ကသူ့ခြေထောက်နားမှာလာပို့တီးပို့တက်လုံနေပါတယ်ဧကရစ်ရဲ့စိတ်ထဲမှာဖော်ပြလို့မရတဲ့တန်ရောစင်တစ်ခုဖြစ်ပေါ်လာပြီးရဲတင်းတဲ့အတွေ့တစ်ခုဝင်လာပါတယ်သူဟာအဲ့ဒီနေ့ကဝမ်းဆွဲတီကိုချက်ချင်းခေါ်လာဖို့အမိတ်ပေးလိုက်ပါတော့တယ်